ဘယင်ကအဲ့ဒီတရတိဒီဟုသောအကြောင်းကြောင့်စစ်အင်္ဂါ၄ပါးနဲ့အဲ့ဒီတရပင်ရှာပုံတော်မြစ်ဖက်မှာကြာနေတဲ့အကိုင်းကအသီးတွေအကုန်လုံးကိုဖျက်ဆီးခိုင်းတယ်နုနုလေးတွေကစအကုန်ဆွတ်ပြစ်အရွက်အပွင့်တွေကစရွက်ဆွတ်ပြစ်အသီးဖြစ်မှမြင်လဲဆွတ်ပြစ်အကိုင်းတွေလည်းချိုးအဲ့ဒီမြစ်ဖက်မှာတိတ်ပြီးတော့တရတိမှဲ့လို့ကျွေးကြသွားလို့မြေကြောင်းရှောင်မျောသွားလို့လူတွေကစားရရင်အလွန်ကောင်းတဲ့အသီးဖြစ်တဲ့အတွက်ကြောင့်လူတွေလာပြီးတော့ရန်ရှာမှာဆိုလို့ဘုရားတော်အဲ့ဒီတိုင်းခိုင်းတယ်သူ့ရဲ့လက်အောင်ငယ်သားတွေအဲ့ဒါတစ်နှစ်မှာတော့ဒီတရတိတည်းကခါချင်းတုတ်ထဲမှာရှိနေသူတို့မသိဘူးမဖြက်စီးမိဘူးပေါ့နော်အဲ့ဒါကြီးကမှဲ့လာတဲ့အခါကျတော့ကျွေးကြပြီးတော့မြေကြောင်းရှောင်မျောသွားပြီးတော့အစင်ရေချိုးပေးနေတဲ့စင်ဦးစီးရတဲ့အခါကျတော့သူ့ရဲ့ဘယင်ကိုဆက်တာတယ်တရတိရတယ်အကြီးဆိုတော့အဲ့ဒါနဲ့ခွဲစားကြတဲ့အခါကျတော့အရသာသူတို့ဒီမှာရှိတဲ့ဘယ်တရက်နဲ့မှမတူဘူးဟာတော်ထူးဆန်းတယ်ဆိုပြီးတော့ဘယင်ကအဲ့ဒီတရတိဒီဟုသောအကြောင်းကြောင့်စစ်အင်္ဂါ၄ပါးနဲ့အဲ့ဒီတရပင်ရှာပုံတော်ထွက်တယ်